ကဏ္ဍရဲ့ညအာဆင်နယ်အတွက်ဖွင့်လိုက်ခဲ့တဲ့ရက်သက်တစ်ပတ်လို့ပဲအလွယ်တကူပြောမှဖြစ်ပါတယ်အာဆင်နယ်အသင်းအဆိုလို့ရှိရင်တော့ Nottingham Forest အသင်းကို3 ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်ဒီဘက်မတိုင်ခင်မှာအရှိမ prediction video တစ်ခုတင်ထားတာရှိတယ်အဲ့ဒီအောက်က comment တချို့ပေါ့နော်ကျွန်တော်သဘောကျလို့နည်းနည်းလေးသိမ်းထားတာရှိတယ်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့ prediction opinion လို့ဆိုတာကခင်ဗျားတို့ပွဲရဲ့ရလဒ် result ကိုအတိအကျကြီးပြောပြနေရမှာမဟုတ်ဘူးကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အထင်ကိုထုံးစံတိုင်းပဲစကားပြောလို့ဝေဖန်လေကန်နေရပဲရှိပါတယ်သဘောကျလို့ကျွန်တော်မှတ်ထားတာရှိတယ်သိန်းတာရှိကျွန်တော်ဖတ်ပြမယ်မင်းပြောတိုင်းဖြစ်ရင်တတိဖြစ်ပြီးပေါ့တဲ့ကျွန်တော်ပြောတိုင်းဖြစ်တယ်လို့လည်းမပြောဘူးကျွန်တော်ပြောတာမှန်လို့လည်းတခါမှမပြောဘူးလောင်းမယ်အာကြီးချုံရင်ကျွန်းခံမယ်ကိုယ့်ကတော့တယောက်တည်းတော့မှအနိုင်နိုင်စားတော့နေရတယ်ကျွန်တော်တယောက်ပဲရောက်ရလို့ဆိုလို့ရှိရင်သူ့ဘက်ကတောင်းနေရအောင်မယ် no အာကြီးချုံရင်မင်းကိုတသိန်းပေးမယ်တဲ့အာကြီးနိုင်မင်းအမအတွက်ဗီဒီယိုတင်ပြီးတော့တောင်းမှန်မယ်တဲ့ဘာတောင်းမှန်မှာလဲကျွန်တော်အတိအကျကြီးပြောရမှာမဟုတ်တာ prediction opinion ကျွန်တော်ရဲ့အတွေးအမြင်ကိုကျွန်တော်ခက်မှန်းပေးပြီးတော့ဝေဖန်လေ့ကန်တာပဲရှိတယ်ခင်ဗျားတို့ဒီရလက်ဒီ result ကိုအတိအကျထွက်မယ်လို့ပြောတာမဟုတ်ဘူး caption မှာလည်းထုတ်ထားတယ် prediction ဘောလုံးပဲမကြည့်ဘူးလားဟုတ်တယ်ကျွန်တော်ဘောလုံးပဲမကြည့် highlight ပဲကြည့်လားဘောလုံးပဲမကြည့် highlight ပဲကြည့်တယ်15မှန်ကောင်လေတိုက်နေရတယ်ဘောအေးတွေစိုက်ကားဖန်လေကျွန်တော်စိုက်ကားဖန်မဟုတ်ဘူးเนาะ Man U fan တွေပဲသွားဆောက်ကားနေပြီခင်ဗျားတို့ပြဿနာတက်တော့မယ်နောက်တစ်ခုကဘာလဲဆိုတော့စိတ်ထားတယ်ပွဲပြီးလို့ရှိရင် report ထုတ်မလို့ report ထုတ်တော့ဘာဖြစ်လဲနောက်ထပ် account တစ်ခုထပ်ဖွင့်မှာပေါ့ဘာမှခတ်တာမှမဟုတ်တာပွဲပြီးရင် reply ပြန်အောင်တော့ reply ခုကျွန်တော်ပြန်နေပါတယ် reply ပြန်နေပါတယ် video နဲ့ပြန်နေတာပါစာရေးနေတာမဟုတ်ပါဘူးအများကြီးပဲဒီတော့ကြီးထားတယ်ကျွန်တော်သဘောကျလို့ပါကျွန်တော်ထပ်ပြောလိုက်ပါမယ် prediction opinion เนาะကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အထင်ကိုယ့်ရဲ့အမြင်ကိုဝေဖန်လေ့ကန်သုံးသပ်တာပွဲရဲ့ result ကိုရလဒ်ကိုအတိအကျခင်ဗျားတို့ပြောပြနေရမှာမဟုတ်ပါဘူးတေးကြတာတစ်ခုကတော့ဒီညဇူရာမန်ဒီတော်တော်လေးကောင်းတယ် S လည်းမိနစ်80လောက်ဝင်ဆော့ရတယ်မာတကူလည်းမဆိုးဘူးလို့ပြောလို့ရတယ်အဓိက highlight လုပ်ချင်တဲ့ကစားသမားတို့ဇူရာမန်ဒီပေါ့နော်အသက်အရွယ်ရလည်း26ဆိုတော့ကဏ္ဍတို့အတွက်ဘယ်လောက်ထိများဆက်ပြီးတောက်ပပြနိုင်အောင်မလဲဆိုတော့ပဲဒါစောင့်ကြည့်မှဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်အောက်မှာထုံးစံတိုင်းပဲဝင်ရောက်ဆွေးနွေးဝေဖန်လေ့ကန်ခဲ့လို့ရပါတယ်အာဆင်နယ်ဖန်တွေကတော့ connect ပါ